လုပ်ပြီးပါကလေးဘွားကရရှိခဲ့တဲ့စိတ်တရားနဲ့ပတ်သက်ပြီးတော့ဆက်ဆံရေးတွေမှာဘလို့ပေါ်လွင်တက်လဲဘလို့သိနိုင်လဲပေါ့နော်ဘလို့ပြဿနာတွေဖြစ်လာမလဲကလေးဘွားကရရှိခဲ့တဲ့စိတ်တရားတွေကြောင့်ပေါ့နော်ဘလို့ຢာလေးတွေဘလို့အမှုကျင့်လေးတွေဖြစ်လာတဲ့ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနည်းနည်းတော့ပြောမယ်ပေါ့နော်ဆိုတော့ဒီကလေးဘွားမှာ trauma ရရှိခဲ့တဲ့ကလေးတွေကသူတို့ trust issue လေးတွေရှိတတ်တယ်ဆိုတော့ယုံကြည်မှုဆိုင်ရာပြဿနာတွေရှိတတ်တယ်ပေါ့နော်အဲဒါကြတော့သူတို့တစ်ချိန်မှာသူတို့လက်တွဲပေါ်ဖြစ်အဲ့လိုမျိုးသူတို့ပေါင်းတဲ့နေမှာပဲဖြစ်အဲ့လိုမျိုးဆက်ဆက်ရေးတွေပေါ်မှာသူတို့အပြည့်အဝယုံကြည်ဖို့ဆိုလို့ရှိရင်သူတို့အရန် struggle လုပ်ရတယ်ပေါ့နော်ဒါကဒီကလေးဘွားရရှိခဲ့တဲ့ trauma ကြီးကြောင့်မလို့ဖြစ်တဲ့အရာတွေတွေကတစ်ချက်ပါတယ်ပေါ့နော်နောက်ထပ်တစ်ချက်အနေနဲ့ဆိုရင်အဲ့လိုကလေးမျိုးတွေမှာဆိုရင်သူတို့က trauma ရခဲ့မှုတဲ့ကလေးတွေမှာဆိုရင်သူတို့ကစုပ်ပြစ်ခံရမှာကိုကြောက်တယ်အခါကျတော့လူတွေကိုအရန်တွေ့တာတတ်တယ်အရန်တွေ့ကတ်တတ်တယ်အရန်တန်ရုံးစင်ဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်လည်းသူတို့ကအဲ့ဒီစုပ်ပြစ်ခံရမှာကြောက်တဲ့စိတ်ကြီးကိုသူက against ပြန်လုပ်တဲ့အနေနဲ့သူတို့လိန်တဲ့အနေနဲ့သူတို့ကသူများကိုအဲ့လိုတွေ့ကတ်နေတယ်တွေ့ကတ်ချင်တဲ့စိတ်ကိုသူများမသိအောင်ဆိုလို့ရှိရင်သူတို့ကအဲ့ဒီလူကိုတွေ့တာတဲ့အရာကိုမသိရအောင်သူများမသိရအောင်ဆိုပြီးတော့စန့်ကျင်ဘက်အပြုမှုတွေလုပ်တတ်တယ်သူနဲ့ဝေးရာကိုတွန်းထုတ်တာတို့သူနဲ့အဝေးမှာပဲနေအောင်လို့ပြောတဲ့အပြုမှုတို့အဲ့လိုအမှုအကျင့်တွေရှိတတ်တယ်ဒါငယ်စဉ်ကလေးဘဝမှာ trauma ရခဲ့မှုတဲ့ကလေးတွေမှာဆိုရင်ရှိတတ်တဲ့မှုကျင့်နေတဲ့တစ်ခုဖြစ်တယ်။နောက်တစ်ခုကကြတော့ဒီလိုကလေးတွေမှာဆိုရင်သူတို့ခံစားချက်တွေကထုံထိုင်းတယ်ပေါ့ထုံထိုင်းတယ်ဆိုတာကသူတို့ဝမ်းနည်းနေလားပျော်ရွှင်နေရလားဆိုတာတွေမသေးကွဲတော့တာပေါ့ဆိုတော့လူတွေနဲ့လည်းအဲ့လိုရင်းနှီးနေဖို့ခံစားချက်တွေအဲ့လိုနှိမ့်ဝင်ဖို့ဒါတွေကိုသူတို့ကသူတို့ရဲ့သိစိတ်တွေမသိစိတ်တွေတဲကနေကိုတတိချာမခွဲခြားတတ်တော့ဘယ်နဲ့ခန်းစားချက်တွေကထုံထိုင်းသွားတာပေါ့အဲ့ရနေမှသူတို့အတိနဲ့တတိပေါ့အဲ့ဒီရဲ့အဆက်အသွယ်ကပြတ်တောက်သွားတဲ့အနေနဲ့သူတို့ကတိတ်မသိတော့ဘောနော်အဲ့လိုလေးဖြစ်တတ်တယ်ပြီးတော့နောက်ချက်အနေနဲ့ဆိုရင်သူတို့ကဒီလိုကိစ္စတေးမွားလေးတွေဆိုရင်တော့မှသူတို့ကဒီကိစ္စကဒီလောက်ဒီလိုအပြုမှုမျိုးဒီလောက်ကြီးမားမားအနေနဲ့ပြန်လည်းမတုံ့ပြန်တဲ့ကိစ္စတေးမွားလေးတွေဆိုရင်တော့မှသူတို့ရဲ့စိတ်ခံစားချက်တွေကအဲ့ဒီပေါ်မှာတေးလေးဟိုတော့မှသူတို့အနေနဲ့ပြင်းထန်နေဆိုတဲ့ခံစားချက်မျိုးခံစားရပြီးတဲ့ခါကျတော့ပြဿနာကိုပြန်လဲတုံ့ပြန်တဲ့ခါမှာဆိုရင်ဒီပြဿနာရဲ့အရွယ်စားပမာဏထက်ကိုမမြအောင်ပေါ့နော်သူတို့ကပြင်းထန်ပြန်ပြီးတော့သူတို့ရဲ့ခံစားချက်တွေကြောင့်မလို့ပြန်ပြီးတုံ့ပြန်တတ်တာမျိုးရှိတယ်ပေါ့ပြီးရင်တချို့ဒီ trauma ရခဲ့တဲ့ကလေးတွေကြတော့သူတို့ကဘလို့ပြုမှုလေးလုပ်တတ်သေးလဲဆိုရင်သူများစိတ်ကျဉ်တဲ့အောင်လုပ်ပေးတာမျိုးရှိတယ်ဘာလို့လဲဆိုတော့သူတို့ကသူတို့ကိုမချစ်တော့မှသူတို့နဲ့အပေါင်းအသင်းမလုပ်တော့မှအဲ့လိုမျိုးပေါ့နော်သူတို့ကတွေ့တာချင်တဲ့စိတ်ရှိတဲ့ခါကြတော့ဆိုတော့သူများအဆင်ပြေတယ်သူများစိတ်ကျဉ်တဲ့အောင်လုပ်ပေးမှာပဲသူတို့နဲ့အတူတူရှိမယ်ဆိုရယ်mindset ကြီးမျိုးသူတို့မှအဲ့လိုခံစားချက်မျိုးရှိတဲ့ခါကြတော့သူတို့ရဲ့လူအချက်တွေသူတို့စိတ်ခံစားချက်တွေကိုသူတို့မေ့သွားပြီးတော့မှသူများစိတ်ကျဉ်တဲ့အောင်ပဲလုပ်ပေးတာမျိုးပေါ့အဲ့လိုတွေလည်းရှိတယ်ပြီးတော့တချို့ကြတော့လေထိန်ချုပ်လူစိတ်ပေါ့သူများကိုထိန်ချုပ်လူစိတ်တအားများတယ်ဘာလို့လဲဆိုတော့ဘယ်လိုပြောမလဲသူကိုစိတ်ထိခိုက်စေမယ့်အရာမျိုးတွေဒါမျိုးတွေကိုသူကဖြစ်မှာကြောက်တဲ့အတွက်ကြောင့်မလို့သူတို့ကအဲ့ဒါတွေမဖြစ်ရအောင်ဆိုပြီးတော့အဲ့လိုအရန်ထိန်ချုပ်တယ်ဒါမလုံးနဲ့တော့သူများအဲ့လိုစိုးမိုးတာမျိုးပေါ့အဲ့လိုဟာမျိုးတွေရှိတတ်တယ်အဲ့ဒီကလေးတွေမှာပေါ့ပြီးရင်သူတို့မှာဘာလို့လဲဆိုတော့အဲ့လိုမျိုးတွေ့တာခြင်းနဲ့စိတ်တွေကြောက်ပဲတစ်ခါတလေချင်သူတို့ရဲ့လက်တွဲပေါ်မှာပဲဖြစ်ဖြစ်အဲ့ဒီအရာတွေမှာသူတို့ရဲ့ relationship တွေမှာပဲဖြစ်ဖြစ်
toxic ဖြစ်လာတာပေါ့အဲ့ဒီသူတို့ရဲ့ဒီငယ်ရွယ်စဉ်ကရခဲ့တဲ့ဒီစိတ်ပိုင်းဆိုင်ရာ trauma တွေကြောင့်မလို့ဒီ relationship တွေဒီ communication တွေမှာက toxic တွေဖြစ်လာတတ်တယ်ပေါ့နော်ပြီးရင်အဲ့လိုကလေးတွေမှာဆိုလို့ရှိရင်တစ်ခါတလေကြာရင်သူတို့ကသူတို့ကိုသူတို့အဲ့လို set value ကိုထားရမှန်းကိုမေ့သွားပြီးတော့ပျောက်ပြတ်သွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဆက်ဆံရေးတွေကိုလည်းကောင်းမွန်တဲ့ဆက်ဆံရေးတွေပျောက်ပြတ်သွားမှာကိုသူတို့ကကြောက်တဲ့အတွက်ကြောင့်မလို့တစ်ခါတလေကြာရင်သူတို့ကိုယ်တိုင်ကပဲအဲ့ဒီဆက်ဆံရေးကိုကိုယ်တိုင်ပဲပြက်အောင်ပျက်စီးအောင်ပဲလှုပ်မိတတ်တယ်ပေါ့နော်အဲ့လိုအမှုချင်းလေးတွေလည်းအဲ့လိုငယ်ရွယ်မှာ trauma ရှိခဲ့တဲ့ကလေးတွေမှာတွေ့ရတတ်တယ်ပေါ့နော်ပြီးရင်နောက်ဘယ်လိုလေးတွေပြုမှုတတ်သေးလဲဆိုလို့ရှင်သူတို့အရင် independent ကိုရိုင်းအဲ့လိုတယောက်တည်းလဲရက်တည်နိုင်တယ်ဆိုတာမျိုးပေါ့နော်လူဆိုတာအမြဲတမ်းတော့တန်မှာမနေဘူးလေဒါပေမဲ့သူတို့ငယ်ရွယ်စဉ်မှာလို့စိတ်ပိုင်းဆိုင်ရာမှာသူတို့ထိခိုက်ခဲ့ရတဲ့ပုံစံတွေပေါ်မူတည်ပြီးတော့သူတို့ကမဖြစ်မနေငါဘလို့အခြေအနေဘလို့အခက်ခဲပဲရှိငါကလုံးဝပြိုလဲလို့မရဘူးဆိုပြီးတော့နေမကောင်းဖြစ်နေအောင်မှလှုပ်ဆက်ရှိအလုပ်ကိုလုပ်တာတော့ပေါ့နော်သူတို့အလိုမင်းကိုယ်တိုင်ရက်တည်နိုင်တယ်ဆိုတာကိုသူတို့ရဲ့ဒီ mindset တွေမှာသူတို့ထည့်ထားလိုက်တာပေါ့သူများကလာပြီးတော့အကူညီမယ်ဆိုရင်လည်းသူတို့အကူညီမခံဘူးငါရက်တည်နိုင်တယ်ဆိုတော့စိတ်ကြီးဝင်ရှိသွားတာပေါ့နော်အဲ့လိုတွေဖြစ်တဲ့ခါကျတော့ကိုတန်မိုးထားမှုနေလာတယ်တမိုးထားမှုနေလာတယ်ဆိုတာကသူများကအဲ့လိုချစ်ချင်းမြတ်တာတွေပေးတဲ့အခါမှာဆိုလို့ရှင်လည်းငါကတေးထပ်ပို့ပြီးတော့ထိုက်တန်နေဆိုရဟာမျိုးတွေလည်းသူတို့မှာကအခါတလေဒါကသူတို့ငယ်ရွယ်စဉ်မှာချစ်ချင်းမြတ်တာအပြည့်အဝမရခဲ့တဲ့ trauma မျိုးပဲဖြစ်ပေါ့နော်ဒီလိုယာမျိုးတွေနဲ့ကြုံရတဲ့ခဲရတဲ့ကလေးတွေကသူတို့ရဲ့ဒီစိတ် trauma တွေကြောင့်မလို့ကြီးလာတဲ့ခါမှာသူတို့အနေနဲ့ဒါဒီအရာကိုပြန်ပြီးတော့တက်ရောက်မှုအနေနဲ့တစ်ခုအနေနဲ့တွေ့ကြုံခံစားရတာဖြစ်တယ်ပြီးရင်ငယ်ငယ်တုန်းကသူတို့ရဲ့ပြောလိုက်တဲ့စကားလေးတစ်ခုသူတို့ရဲ့ဆန္ဒလေးတစ်ခုကသူများကအဲ့လိုမျိုးအလေးမထားခံရတဲ့လေးထားမခံရတဲ့အခါမျိုးတွေနဲ့ကြုံရတဲ့အခါမျိုးတွေဆိုလို့ရှိရင်လည်းသူများကအဲ့လို respect မရှိဘူးဆိုတဲ့ဟာမျိုးကသူတို့ရဲ့မသိစိတ်ထဲမှာဝင်သွားတဲ့အတွက်ကြောင့်မလို့ကိုကြီးလာတဲ့အခါမှာဆိုလို့ရှိရင်သူတို့ကိုဒီ respect မပေးတဲ့အခါမျိုးတွေဖြစ်အဲ့လိုမျိုးတွေဆို respect ပေးရလို့မခံစားရတဲ့အခါမျိုးတွေမှာဖြစ်ဒီလိုအရာမျိုးတွေမှာဆိုလို့ရှိရင်သူတို့ကအလွန်ကြုံပေါ့နော်စိတ်လိုက်မှန်ပါပေါ့အဲ့လိုပြန်လဲတုတ်ပြန်တတ်တဲ့အပြုမှုမျိုးတွေအဲ့လိုပြန်လဲတုတ်ပြန်ခြင်းနဲ့စိတ်ဆန္ဒမျိုးတွေသူတို့မှာဖြစ်ပေါ်တတ်တယ်ပေါ့ဒါကတော့ဒီကလေးဘွားကရရှိခဲ့တဲ့စိတ်တရားတွေနဲ့ပတ်သက်ပြီးတော့sharing လေးလုပ်ပေးရဖြစ်ပါတယ် Thank you Vivian and Momento